မင်းကဘရင်ကိုတတ်ဖို့ကြိုးစားရင်လွဲချော်လို့မရဘူးဆိုတဲ့စကားအတိုင်းပါပဲဘိုးဖွဲ့ကတော့လွဲချော်သွားခဲ့ပါပြီ You have an incredible amount of power. Why should we trust you? You shouldn't. ChatGPT ကိုစတင်မိတ်ဆက်ခဲ့ပြီးတကယ်က OpenAI ဟာကမ္ဘာပေါ်မှာဩဇာအရှိဆုံးနဲ့တန်ဖိုးအရှိဆုံးနည်းပညာကုမ္ပဏီတွေကတစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့ကလကာနောက်ွယ်ကအဖြစ်အပျက်တွေကတော့တကယ်ကိုယူသွတ်စရာကြီးပါသူတို့ရဲ့ CEO ကိုယာရုကဖြုတ်ချဖို့ကြိုးပမ်းခဲ့တာကနေစလို့ကုမ္ပဏီစတင်တည်ထောင်ခဲ့စဉ်ကကင်ဆွဲခဲ့တဲ့မူလရည်ရွယ်ချက်တွေကိုလုံးဝဆွန့်လွတ်လိုက်ရတဲ့အထိဒီဗီဒီယိုဟာ OpenAI ရဲ့မျိုးနိုင်စရာကောင်းတဲ့သမိုင်းကြောင်းအကြောင်းပဲဖြစ်ပါတယ်ဒါလည်းမကသေးပါဘူးဒါဟာဉာဏ်ရည်တု AI နည်းပညာရဲ့အတိတ်ပစ္စုပန်အနာဂတ်စီကိုရှောက်လှမ်းမဲ့ခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်ပြီးတော့ဒါဟာကျွန်တော်တို့အားလုံးရဲ့ဘဝတွေနဲ့ဒါရဲ့သက်ဆိုင်နေတဲ့ဇလန်းတစ်ပုဒ်လည်းဖြစ်ပါတယ်ဗျအာနာကိုစုပ်ယူတတ်တဲ့ Permission Sam Altman ဟာ Stanford တက္ကသိုလ်မှာကွန်ပျူတာသိပ္ပံဘာသာရပ်ကိုသင်ယူခဲ့ပြီးပေမဲ့သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုအာရုံစိုက်ဖို့အတွက်ကြောင်းထွက်ခဲ့ရပါတယ်အဲ့ဒီလုပ်ငန်းနာမည်က Loop လို့ခေါ်ပြီးတော့ဖုန်းကိုတုံးပြီးတော့တငယ်ချင်းတွေကြားထဲမှာကိုယ့်ရဲ့ location ကိုမျှဝေပေးတဲ့စနစ်တစ်ခုပါဒါပေမဲ့ဆန်ဟာအဲ့ဒီလုပ်ငန်းကို iPhone တွေနဲ့ App Store တွေလုံးဝမပေါ်ပေါက်ခင်ကတည်းကစတင်ခဲ့တာဖြစ်လို့ဒါဟာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဆန်ဟာခောက်ဆွဲကြောင်းနဲ့ရေခဲမုံတွေကိုပဲအဓိကစားပြီးတော့ဒီလုပ်ငန်းအတွက်နေမအားညမနာပင်ပန်းကြီးစွာအလုပ်လုပ်ခဲ့ပါတယ်တကယ်တော့သူဟာအလုပ်ကိုဘယ်လောက်ထိအပြင်းထန်လုပ်ခဲ့တယ်ဆိုရင်အာဟာရချို့တဲ့မှုကြောင့်သွေးမတိတ်ရောဂါဆက်ဖီးတော့ဖြစ်ခဲ့ရပါတယ်အဲ့ဒီနောက်2005ခုနှစ်မှာတော့သူဟာစတင်တည်ထောင်ကစားလုပ်ငန်းအတွက်လက်ကျင်စကန်တစ်ခုဖြစ်တဲ့ Y Combinator ရဲ့ပထမဦးဆုံးအတုတ်တင်တန်းကိုတက်ရောက်ခွင့်ရခဲ့ပါတယ်။အဲ့ဒီနေရာမှာဆန်ဟာ Y Combinator ရဲ့တည်ထောင်သူ Paul Graham ရဲ့အာယုံစိုက်မှုကိုခံခဲ့ရတာပါ။ Paul ဟာစီးပွားရေးအတွေ့အကြုံအများကြီးရှိတဲ့သူဖြစ်ပြီးတော့ဆန်နဲ့လည်းအဆင်ပြေခဲ့တာကြောင့် Sam ကလမ်းပြကောင်းဆောင် Mantle ဖြစ်လာခဲ့ပါတယ်။ဆန်နဲ့ပတ်သက်ပြီးတော့ထူးဆန်းတဲ့အချက်တစ်ခုကိုတတိပြုမိခဲ့ပါတယ်။သူက Sam ဟာအာနာရှိတဲ့နေရာကိုရောက်အောင်သွားတဲ့နေရာမှာအလွန်တော်ပါတယ်။မင်းတို့သူ့ကိုလူသားစားတဲ့တော်ရိုင်းကျွန်းတစ်ကျွန်းပေါ်ကိုလေဒီနဲ့ချပြလိုက်ပါ9နှစ်အကြာမှာပြန်သွားကြည့်တယ်သူဟာအဲ့ဒီကျွန်းရဲ့ဘရင်ဖြစ်နေလိမ့်မယ်လို့ပြောခဲ့တာပါစိတ်ဝင်စားစရာကောင်းတာကမကြခင်မှာပဲဆန်ဟာတကယ်ပဲ Y Combinator ရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်ဒါဟာအသက်30အရွယ်မှာတင် Sam Altman ဟာကမ္ဘာကြော်ကြားဆုံး setup ဖွဲ့စည်းကြီးကိုဥဆောင်ဝင်ရလိုက်တာဖြစ်ပြီးတော့အဲ့ဒီကနေတစဉ် Silicon Valley ကဩဇာအရှိဆုံးစီးပွားရေးလုပ်ငန်းရှင်အမြောက်အများနဲ့ရင်းနှီးခွင့်ရခဲ့တာပါဆန်ဟာအဆက်အသွယ်တွေအလွန်များပြားလာခဲ့ပြီးတော့နိပညာလောကထဲမှာသူ့ရဲ့ဂုဏ်သတင်းဟာလည်းအကြီးအကျယ်ကြော်ကြားလာခဲ့ပါတယ်ဆန်ဟာမကြခင်မှာပဲလူဟောပြောပွဲတွေကိုပို့ပြီးလှုပ်လာခဲ့ပြီးတော့သူ့အကြိုက်ဆုံးဆွေးနွေးလေးရှိတဲ့အကြောင်းအရာကတော့ဉာဏ်ရည်တု AI ပဲဖြစ်ပါတယ်2015ခုနှစ်တုန်းကကမ္ဘာချမ်းသာဆုံးတထေးကြီး Elon Musk ဟာအကြီးအကျယ်ထိတ်လန့်နေခဲ့ပါတယ်သူဟာ AI နည်းပညာရဲ့ဘေးကင်းလုံခြုံမှုဆိုင်ရာကြိုတင်ကာကွယ်မှုတွေအားနည်းနေကြတာကိုစိုးရိမ်နေခဲ့ပြီးတော့ဒါဟာလူသားမျိုးနွယ်ရဲ့တည်ရှိမှုကိုပါချိန်ချောက်လာနိုင်တယ်လို့ခံစားခဲ့ရတာပါစစ်ပစ္စည်းတွေရဲ့ဉာဏ်ရည်ဟာဘယ်လောက်ထိနင်းမြန်ဆက်ဆက်တိုးတက်လာတယ်လဲဆိုတော့လူအများစုကသဘောပေါက်ကြပါဘူးကျွန်တော်လူတွေကို AI အရှိန်ကို short ချဖို့ AI ကိုစနစ်တကျထိန်းချုပ်ဖို့လိုက်လံစီယုံခဲ့ပေမဲ့အချီးနှီးပါပဲလို့ Elon Musk ကပြောခဲ့ပါတယ် I don't think most people understand just how quickly machine intelligence is advancing. I try to convince people to slow down AI, to regulate AI. This was futile. အဲ့ဒီချိန်2015ခုနှစ်တုန်းက Google ဟာ AI လောကရဲ့ဘရင်အဖြစ်ညှင်းပွားပဲရမရှိလွှမ်းမိုးထားနိုင်ခဲ့တာပါသူတို့ဟာ AI သုတေသနတစ်ဝက်ကနေကိုလိုက်လံဝယ်ယူခဲ့ပြီးတော့ကမ္ဘာထိပ်တန်း AI permission တွေရဲ့၄ပုံ၃ပုံခန့်ဟာသူတို့စီမှာအလုပ်လုပ်နေခဲ့ကြတာပါဒါကူတော့မှ Elon Musk ကအဲ့ဒီချိန်က Google ရဲ့ CEO ဖြစ်လာသူ Larry Page နဲ့စကားပြောကြည့်တဲ့အခါမှာတော့ Larry က AI ပေါ်သိပ်ပြီးစိုးရိမ်မှုမရပါဘူး Elon ကစက်တွေရဲ့ထက်မြက်လှတဲ့ဉာဏ်ရည်ကလူသားမျိုးနွယ်ကိုမျိုးတော့အောင်မလုပ်ဘူးလို့မင်းတို့ဘယ်လိုသေချာပြောနိုင်မလဲလို့မေးလာပေမဲ့ Larry ကတော့ Elon ဟာအတွေးလွန်ပြီးတော့ကြောက်စိတ်လွန်နေတာပါလို့ဆိုအပယ်ချခဲ့ပါတယ်ဒါပေမဲ့ Elon ကတော့ Google က AI နည်းပညာကိုလက်ဝဲကြီးအုပ်ထားပြီးတော့အဲ့ဒီလုပ်ငန်းကိုဦးစီးနေတဲ့သူတွေက AI ဘေးကင်းလုံခြုံမှုကိုယူမဆိုင်ကြဘူးလို့ယူဆခဲ့ကြပါတယ် AI permission တွေနဲ့ကွန်ပျူတာစွမ်းအားတွေကိုလက်ဝဲကြီးအုပ်ထားကြတဲ့ကုမ္ပဏီတစ်ခုတည်းရှိနေပြီးတော့အဲ့ဒီကုမ္ပဏီကိုအုပ်ချုပ်နေတဲ့သူကဘေးကင်းလုံခြုံမှုကိုယူဆိုင်ပုံမရတာဟာလုံးဝမကောင်းတဲ့အခြေအနေပဲဒါကြောင့် Elon ဟာ Google ကနေအာဏာကိုခွဲထုတ်ပစ်ဖို့အသေးအတန်လိုအပ်နေတယ်လို့ခံစားခဲ့ရပြီးတော့ဒါဟာသူ့ကို Sam Altman လို့ခေါ်တဲ့လူတစ်ယောက်နဲ့ပူးပေါင်းမိစေဖို့လမ်းစာဖြစ်လာခဲ့ပါတော့တယ်2015ခုနှစ်မှာနေပညာလောကရဲ့ဩဇာအရှိဆုံးသူ10ယောက်ဟာညစာစာပွဲတစ်ခုမှာစုံတွေ့ခဲ့ကြပါတယ်။အဲ့ဒီနေရာမှာ Elon Musk နဲ့ Sam Altman တို့နှစ်ယောက်စလုံးရှိနေခဲ့ပြီးတော့ Strict Company ကြီးကိုကြီးထွားအောင်လုပ်ပေးခဲ့တဲ့
Greg Brockman နဲ့ AI လောကမှာအလေးစားအဆုံးသူတည်တနာပညာရှင်တယောက်ဖြစ်တဲ့ Ilya Sutskever တို့လည်းပါဝင်ခဲ့ပါတယ်။အဲဒီညစာဝေးမှာသူတို့အားလုံးဟာဉာဏ်ရည်တုနည်းပညာနဲ့ရင်းရဲ့နောက်ဆက်တွဲအကျိုးဆက်တွေအကြောင်းကိုအလေးအနက်ဆွေးနွေးခဲ့ကြပြီးတော့ကိုခဲကိုရှင်းပြနိုင်မဲ့ AI ကုမ္ပဏီတစ်ခုကိုအတူတူဘယ်လိုတည်ထောင်မလဲဆိုတော့တိုင်ပင်ခဲ့ကြပါတယ်။ Elon Musk ကလည်းရန်ပုံငွေအဖြစ်ဒေါ်လာ1ဘီလီယံထောက်ပံ့ပေးမယ်လို့ကတိပြုခဲ့ပါတယ်။ဒါကြောင့်သူတို့က Elon ရဲ့ရန်ပုံငွေ Greg ရဲ့စီးပွားရေးစီမံခန့်ခွဲမှုအတွေ့အကြုံ Ilya ရဲ့ထူးချွန်လာတဲ့ AI နည်းပညာနဲ့အရာအလုံးကိုနောက်ွယ်ကနေစီစဉ်မဲ့ Sam တို့ပူးပေါင်းလိုက်ဒါအိမ်မက်ကအဖွဲ့အစည်း Dream Team ကြီးဖြစ်လာလိမ့်မယ်လို့တွေးခဲ့ကြပါတယ်။ဒီလိုနဲ့2015ခုနှစ်မှာ OpenAI ကိုအကျိုးအမြတ်ပြီးတဲ့အဖွဲ့အစည်းအဖြစ်စတင်တည်ထောင်ခဲ့ပါတယ်။အကြောင်းရင်းကတော့ဒီလိုအစွမ်းထက်တဲ့နည်းပညာမျိုးကိုအမြတ်စွန်းအတွက်အသုံးချရင်အလွန်အန္တရာယ်များနိုင်တာမလို့ကဘာကြီးရဲ့ကောင်းကျိုးအတွက်ပဲဖန်တီးတင်တယ်လို့သူတို့ကယူဆခဲ့ကြလို့ပါ။ Google နဲ့အဝေးဆုံးဖြစ်မဲ့အရာကတော့အကျိုးအမြတ်မယူဘဲနဲ့အရာအလုံးကိုပွင့်လင်းမြင်သာစွာချပြထားတဲ့ Open Source အဖွဲ့ကြီးတစ်ခုဖြစ်မှာပဲ။ဘာဖြစ်လို့လဲဆိုတော့ Google ကအမြတ်အစွန်းအတွက်ပဲအလုပ်လုပ်ပြီးတော့အရာအလုံးကိုလှုပ်ဝက်ထားလို့ပါ။ဒါကြောင့် OpenAI နဲ့ Open ဆိုတာ Open Source ကိုရည်ညွှန်းတာ။ငါတို့ကဒီနည်းပညာကိုငရဲကလာတဲ့အမျက်ရှာမူရစ်စေးစိုးကြီးတစ်ခုလို့ဖြစ်စေချင်ဘူး။သူတို့ရဲ့ကိုယ်ပိုင်စကားအရ OpenAI ရည်ရွယ်ချက်ဟာလူသားမျိုးတွေရဲ့အကျိုးစီးပွားအတွက် AI ကိုဘေးကင်းလုံခြုံစွာတည်ဆောက်ဖို့ဖြစ်ပြီးတော့သူတို့ရဲ့သူတည်တနာရလဒ်တွေကိုကိုကျိုးအတွက်လှုပ်ဝက်မထားဘဲနဲ့အများပြည်သူကိုအလကားပွင့်လင်းလင်းမျှဝေပေးသွားဖို့ဖြစ်ပါတယ်။ဒါကြောင့်လည်း OpenAI လို့နာမည်ပေးခဲ့တာပါ။ဒါပေမဲ့မကြခင်မှာပဲဒီအရာအားလုံးဟာလုံးဝပြောင်းလဲသွားခဲ့ပါတော့တယ်။2015ခုနှစ်မှာတော့ OpenAI စတင်တုန်းကဒါဟာကမ္ဘာကြီးကိုပြောင်းလဲပြစ်မဲ့ကုမ္ပဏီတစ်ခုနဲ့လုံးဝမတူခဲ့ပါဘူး။သူတို့မှာကိုယ်ပိုင်ရုံးခန်းတောင်မရှိပါဘူး။ Greg Brockman ရဲ့တိုက်ခန်းလေးထဲမှာပဲလူနည်းစုတွေစုပြီးတော့လှုပ်လှုပ် We're sitting essentially on a couch, at a kitchen counter, and on a bed, and that's pretty much it. That's where the work is getting done. It's ကျွန်တော်တို့တွေမျိုးကြောင်စပွဲတစ်ခုခုံပေးကစူပါပေါ်မှာပြီးတော့ဂိမ်းပေါ်မှာထိုင်ပြီးတော့အလုပ်လုပ်ခဲ့ကြဒါပါပဲအဲ့ဒီနေရာမှာလည်းအလုပ်တွေပြီးမြောက်ခဲ့တာပါဒီလောက်ထိကြီးမားတဲ့အရာတစ်ခုကအဲ့ဒီလိုနေရာလေးကနေစတင်ခဲ့တယ်ဆိုတာတွေးကြည့်ရင်တကယ်ကိုယူသွစရာကြီးပါဒါပေမဲ့သူတို့မှာယင်းနှီးနှုတ်နှံသူတွေစီကဂတိပြုထားတဲ့ဒေါ်လာ1ဘီလီယံကျော်ရှိနေတာကြောင့်ထိပ်တန်း AI သုတေသနပညာရှင်တွေကိုလင်းလင်းမြန်မြန်နဲ့ဆွဲဆောင်နိုင်ခဲ့ပြီးတော့စမ်းသပ်မှုတွေကိုစတင်ခဲ့ကြပါတယ်။ကံမကောင်းစွာနဲ့ပဲသူတို့စီမှာတိကျတဲ့မဟာဗျူဟာမရှိခဲ့ပါဘူး။သူတို့ကသူတို့ရဲ့အခြေအများစုကိုနာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Dota 2ကိုကစားနိုင်မဲ့ AI စက်ရုပ် bot တစ်ခုကိုတိစောက်ရမှာအကုန်ဆုံးခဲ့ကြပါတယ်။အကယ်၍ AI တစ်ခုကဂိမ်းလောကရဲ့ရှုပ်ထွေးမှုတို့နားလည်နိုင်ရင်ငါတို့ရဲ့ကဘာကြီးကိုလည်းပို့ပြီးတော့နားလည်လာသားလိမ့်မယ်လို့သူတို့တွေးခဲ့ကြတာပါ။အဲ့ဒီနောက်မှာတော့တခြား project တစ်ခုအနေနဲ့စက်ရုပ် AC တစ်ခုကိုတိစောက်ဖို့ကြိုးစားခဲ့ကြပါသေးတယ်။ OpenAI ရဲ့အစောပိုင်းဝန်ထမ်းတယောက်ကတော့ကျွန်တော်တို့ကတော့ထင်ရဆိုင်ပြီးတော့ဘာဖြစ်မလဲဆိုတော့ကိုစမ်းသပ်နေခဲ့ကြတာလို့တော့ဝန်ခံခဲ့ကြပါသေးတယ်။ဒီနေရာမှာတတိပြုရမှာကအဲ့ဒီကျွန်တော်က Sam ကော Elon ကကုမ္ပဏီမှာတိတ်မရှိကြပါဘူး။ Sam က Y Combinator ကိုဦးစီးနေတော့ဖြစ်ပြီးတော့ Elon ကတော့သူ့ရဲ့တခြားစီးပွားရေးလုပ်ငန်းတွေနဲ့အလုပ်ရှုပ်နေခဲ့တာပါ။အဲ့ဒီစာ OpenAI ကို AI ရဲ့ permission အဖြစ်သတ်မှတ်ခြင်းခံထားရတယ်။ Ilya နဲ့စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုကျွမ်းကျင်သူ Greg တို့ကတော့ဥဆောင်နေရဖြစ်ပါတယ်။ဒါပေမဲ့အဖွဲ့သားအားလုံးမှာတူညီတဲ့မျှော်မှန်းချက်တစ်ခုတော့ရှိနေကြပါတယ်။အဲ့ဒါကတော့ AGI လို့ခေါ်တဲ့ Artificial General Intelligence အထွေထွေဉာဏ်ရည်တုကိုဖန်တီးဖို့ပါပဲ။ AGI ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမတူညီကြပေမဲ့အခြေခံအဖြစ်တော့လူသားတွေလုံနိုင်တဲ့အလုံးမှန်သမျှကိုလူသားတွေထပ်ပါလုံအောင်လှုပ်ဆောင်နိုင်တဲ့ဉာဏ်ရည်တုကိုဆိုလိုတာပါ။ဒါပေမဲ့အဓိကတော့ချက်ကတော့ AGI ဟာသူမတင်ယူထားရသေးတဲ့အရေးချင်းအသစ်တွေကသူအလိုလိုထပ်မံစီးပူးနိုင်စွမ်းရှိတာဖြစ်ပါတယ်။ဒါကြောင့်လည်းသူသေသနာပညာရှင်အချို့ကပထမဦးဆုံးထွက်ပေါ်လာမဲ့အလွန်အစွမ်းထက်တဲ့စက်ပစ္စည်းဟာလူသားမျိုးနွယ်ရဲ့နောက်ဆုံးတီထွင်ဖန်တီးမှုဖြစ်လိမ့်မယ်လို့ပြောခဲ့ကြတာပါ။ဘာလို့လဲဆိုတော့လူသားတွေထပ်ပို့တော်တဲ့စက်ပစ္စည်းတစ်ခုကိုတိစောက်နိုင်တဲ့အဲ့ဒီစက်ကလူသားတွေကိုစိတ်ကူးတော့မမြင်နိုင်တဲ့ပို့ပြီးတော့ကောင်းတဲ့စက်ပစ္စည်းတွေကိုအလိုလိုထပ်မံတိစောက်သွားနိုင်မှာဖြစ်လို့ပါပဲ။ဒါကြောင့် OpenAI အတွင်းမှာတော့ဝန်ထမ်းတွေဟာ AGI အကြောင်းကိုပြောဆိုတဲ့အခါသူတို့ဟာဖျားသခင်တစ်ပါးကိုတိစောက်နေကြတယ်လို့မျိုးတင်စားပြောဆိုခဲ့ကြတာပါအစောပိုင်းကာလတွေမှာလည်း OpenAI အဖွဲ့သားတွေဟာသူတို့ဟာကဘာကြီးကိုလုံးဝပြောင်းလဲပြစ်မဲ့အရာတစ်ခုကိုတိစောက်ချင်တာဖြစ်ကြောင်းပြောဆိုခဲ့ကြတာပါဘာလို့လဲဆိုတော့ AI ဟာဒီကနေ့ခေတ်မှာငါတို့ကြုံတွေ့နေရတဲ့ပြဿနာအလုံးကိုဖြေရှင်းပေးနိုင်မှာမလို့ပါပဲသူကအလို့အကင်ပြဿနာယောဂဗျာပြဿနာတွေနဲ့ဆင်းရဲမွေးတိမ်မှုပြဿနာတွေကိုဖြေရှင်းပေးလိမ့်မယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူကပြဿနာအသစ်တွေကိုလည်းဖန်တီးပေးလိမ့်မယ်သတင်းတူ fake news ပြဿနာတွေကအစပိုဆိုးလာလိမ့်မယ်စိုက်ဘာတိုက်ခိုက်မှုတွေကလည်းပိုပြီးတော့ပြင်းထန်လာလိမ့်မယ်
ငါတို့တွေလုံးဝအလိုလျောက်မောင်းနေတဲ့ AI စနစ်တွေကိုမြင်တွေ့ရလာလိမ့်မယ်လူသားတွေနဲ့တိရစ္ဆာန်တွေရဲ့ပုံမြင်တွေ Open AI အဖွဲ့သားတော်တော်များများမှာတူညီတဲ့ခံစားချက်တစ်ခုရှိနေကြကြပါတယ်အဲ့ဒါကတော့သူတို့တီးဆောက်နေတဲ့အရာဟာတမိုင်းမှာအကြီးမားဆုံးတီထွင်ဖန်တီးမှုကြီးဖြစ်လာနိုင်သလိုတစ်ဖက်မှာလည်းလူသားမျိုးနွယ်တည်ရှိမှုအတွက်အကြီးမားဆုံးချင်းချောက်မှုတစ်ခုဖြစ်လာနိုင်တယ်ဆိုတာပါပဲသူတို့ကလူသားတွေကိုတမင်မုန်းတီးပြီးတော့အန္တရာယ်ပြုကျင်တာမျိုးမဟုတ်ပါဘူးဒါပေမဲ့သူကအလွန်အမင်းအာနိသင်ကြီးလွန်းနေတာဖြစ်လို့ပါအဲ့ဒီအတွက်အကောင်းဆုံးဥပမာတစ်ခုကတော့လူသားတွေတိရစ္ဆာန်တွေအပေါ်ဆက်ဆံတဲ့ပုံစံမှာပဲငါတို့ကတိရစ္ဆာန်တွေကိုမုန်းလို့မဟုတ်ပါဘူးဒါပေမဲ့မြို့နှစ်မြို့ကြားမှာအဝေးပြေးလမ်းမကြီးတစ်ခုဖောက်ဖို့အချိန်တန်တဲ့အခါငါတို့ကတိရစ္ဆာန်တွေစီကခွင့်ပြုချက်တောင်းမနေဘူးလေရုပ်ရှင်သောဥပမာတစ်ခုအနေနဲ့ငါတို့ကအလွန်အစွမ်းထက်တဲ့ AI တစ်ခုကိုဖန်တီးပြီးတော့ကဘာမြေကြီးကိုကောက်ဝယ်ပေးဖို့အမိန့်ပေးလိုက်ရင်အဲ့ဒီ AI ကကဘာမြေကြီးပုံမှုဘေးကင်းမှုအတွက်လူသားတွေမရှိတာကပိုကောင်းတယ်ဆိုပြီးတော့မျှော်လင့်ထားတဲ့ဆုံးဖြတ်ချက်မျိုးကိုချပြစ်နိုင်ကြီးရှိပါတယ်Sam Altman ကလည်းလူလူရှိမှအလားတူစကားမျိုးတွေကိုပြောခဲ့ပူပါတယ်တစ်ဖက်မှာလည်းသူက AI နဲ့သာဆိုရင်ငါတို့လူသားတွေရဲ့ယောဂမှန်သမျှကိုကုသနိုင်မယ်ကဘာတစ်တွေကိုတိစောက်နိုင်မယ်လို့ပြောခဲ့ပြီးတော့နောက်တစ်ဖက်မှာတော့အကယ်၍ဒီနည်းပညာကလမ်းကြောင်းလဲသွားခဲ့ရင်အကြီးအကျယ်ကိုလွဲချော်သွားလိမ့်မယ်လို့ဆိုခဲ့ပါတယ်ကျွန်တော်ထင်တယ် AI ဟာအဆိုးဆုံးအနေနဲ့ကဘာပြက်ကိန်းအထိဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီအချိန်မတိုင်ခင်အထိတော့ကြီးကျယ်တဲ့ကုမ္ပဏီကြီးတွေပေါ်ထွက်လာအောင်ပါရဲစရာကောင်းတာကသူတို့ကအဲ့ဒီလိုစကားတွေကိုဗီဒီယိုဂိမ်းဆော့တဲ့ AI စက်ရုပ်လေးတွေဖန်တီးနေရတဲ့အချိန်ကလေးကပြောနေခဲ့ကြတာပါဒါကြောင့်အဲ့ဒီအချိန်တုန်းကလူအများစုဟာသူတို့ကိုသိပြီးတော့အလေးနံထားခဲ့ကြပါဦးတကယ်တော့ AI ကလူသားတွေကိုချင်းချောက်နိုင်လောက်အောင်စွမ်းထက်လာမယ်ဆိုတဲ့အတွေးခေါ်ဟာရဲစရာတစ်ခုလိုပဲတတ်မှတ်ခြင်းခံခဲ့ရတာပါဘာလို့လဲဆိုတော့အဲ့ဒီအချိန်က AI ဟာအလွန်အောက်ခြေအဆင့်မှာပဲရှိနေသေးလို့ပါတချို့လူကတော့ Open AI အဖွဲ့သားတွေဟာရန်ပုံငွေနဲ့လူလူအောင်ဆိုင်မှုကိုရဖို့အတွက် AI ဟာလူသားတွေကိုကဲတင်မလို့လို့မျိုးတုံးပြစ်မလို့လို့အပေါ်တွေလိုက်ပြောနေကြပါလို့ဝေဖန်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့တွေကအများစုကတော့သူတို့ပြောနေတဲ့စကားတွေကိုတကယ်ပဲယုံကြည်နေခဲ့ကြတာဖြစ်ပါတယ်။ပြီးတော့သူတို့တွေမဟုတ်ပါဘူး။ရုရှားသမ္မတဗလာဒီမာပူတင်ကလည်း AI ပြိုင်ပွဲမှာအနိုင်ရတဲ့သူဟာကမ္ဘာကြီးကိုအုပ်စိုးသူဖြစ်လာလိမ့်မယ်လို့ကြော်ကြားလာတဲ့စကားတစ်ခုကိုပြောခဲ့ပူပါတယ်2015ခုနှစ်က Open AI စတင်ချိန်တုန်းကလူတွေက AI ကိုစိတ်ဝင်စားကြတဲ့အကြောင်းရင်းကတော့ဒီနေ့ပဲဟာဆယ်စုနှစ်ပေါင်းများစွာအလွန်နှိမ့်ကွေးတဲ့တိုးတက်မှုတွေပဲရှိခဲ့လို့ပါအစောပိုင်းတုန်းကအကြီးအကျယ်ကြော်ညာခဲ့ကြပေမဲ့မျှော်လင့်ထားသလိုထူးခြားတဲ့ဒီထွင်မှုတွေပေါ်လာခဲ့ကြတဲ့အကြောင်းရန်ပုံငွေတွေခန့်ထုတ်သွားပြီးတော့သူတေသနာပညာရှင်တွေကလည်းစွန့်ခွာသွားခဲ့ကြတာမလို့ဒီကာလကို AI ရဲ့စောင်းရသည့် AI ဝင်လာလို့ခေါ်ခဲ့ကြပါတယ်ဒါပေမဲ့Open AI စတင်ခဲ့တဲ့2015ခုနှစ်မှာပထမဦးဆုံးအကြိမ်ဖြစ် AI program တစ်ခုဟာရှုပ်ထွေးလာတဲ့မဟာဗျူဟာမြောက်ဖဲကစားနည်း Go Game မှာ professional ကစားသမားတစ်ယောက်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ပြီးတော့နောက်ပိုင်းမှာကမ္ဘာအတော်ဆုံးလူသားကစားသမားတစ်ယောက်ကိုအနိုင်ယူခဲ့ပါတယ်။ဒါစိတ်လှုပ်ရှားစရာသတင်းဖြစ်ပေမဲ့တစ်ဖက်မှာလည်းလက်ရှိ AI နည်းပညာရဲ့ပြဿနာကိုမီးမောင်းထိုးပြနေခဲ့ပါတယ်။အဲ့ဒီ AI ဟာ Go ကစားနည်းတစ်ခုတည်းကိုပဲတက်မြောက်ပြီးတော့အခြားဘာမှမလုပ်နိုင်တာကြောင့်ဆိုလိုတာကအကယ်၍မင်းက AI ကိုပုံမြင်တစ်ပုတ်ရေးခိုင်းတာမျိုးဒါမှမဟုတ်တင်ချာညီညာချင်းတစ်ခုတွက်ခိုင်းတာမျိုးအခြားအလုပ်တစ်ခုခိုင်းခဲ့ရင်အဲ့ဒီအလုပ်တစ်ခုတည်းအတွက်ပဲစနစ်အသစ်တစ်ခုကိုထပ်ပြီးတိစောက်တာတင်နန်း training ပေးရမှာဖြစ်လို့ဒါဟာအချင်းအလုံးကုန်ပါတယ်ဒါဘာလို့လဲဆိုတော့ AI ကိုကျွေးမွေးရတဲ့တင်နန်းချက်လက် training data တွေဟာအခြေခံအဖြစ်စက်ပစ္စည်းတွေဟာတင်နန်းပေးထားတဲ့အလုပ်တစ်ခုတည်းကိုပဲကောင်းကောင်းလုပ်နိုင်နေပြီးတော့အလွန်ကျဉ်းမြောင်းတဲ့အမြင်ပဲရှိကြပါတယ်အခြားတစ်ဖက်မှာတော့လူသားတွေရဲ့ဥနှောက်ကတော့မတူညီတဲ့အလုပ်ပေါင်းများစွာကိုတပြိုင်နက်တည်းလှုပ်ဆောင်နိုင်တာကြောင့်ဒါကိုအထွေထွေဉာဏ်ရည် General Intelligence လို့ခေါ်ပြီးတော့ထူးခြားနေရတာပါဒါပေမဲ့2019ခုနှစ်မှာတော့ Google ကသိပ္ပံပညာရှင်အဖွဲ့ဟာအရာအလုံးကိုပြောင်းလဲပြင်မဲ့သုတေသနစာတမ်းတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ် Google ဟာ engineer အဖွဲ့ငယ်လေးတစ်ခု Attention is all you need လို့အမည်ရတဲ့စာတမ်းတစ်ခုကိုထုတ်ပြန်ခဲ့ပြီးတော့ Transformer လို့ခေါ်တဲ့ AI တိစောက်ပုံစနစ်တစ်ခုကိုတင်ပြခဲ့ပါတယ် Transformer ကတော့မတူညီတဲ့ရှုပ်ထွေးနေတဲ့အညှိုးမပါတဲ့အချက်လက်မှန်သမျှကိုရယူပြီးတော့သူ့လိုတင်ယူတက်မြောက်နိုင်စွမ်းရှိတာဖြစ်ပါတယ်ပြီးတော့ဒါကမယုံနိုင်စရာကောင်းလောက်အောင်ထိရောက်ခဲ့ပါတယ်ဒီအဓိကတည်ထွင်မှုကို Open AI ကမဟုတ်ဘဲနဲ့ Google က engineer တွေကစတင်လှုပ်ဆောင်ခဲ့တာပါဒါပေမဲ့ Google ဟာကြီးမားလွန်းတဲ့ကုမ္ပဏီကြီးဖြစ်နေခဲ့တာကြောင့်သူတို့ရဲ့လှုပ်ဆောင်မှုတွေဟာအလွန်နှိမ့်ကွေးပြီးသတိကြီးလွန်းနေခဲ့ပါတယ်ဒါကြောင့်သူတို့ဟာ Open AI ထက်အရင်သူတို့ရဲ့ကိုယ်ပိုင် AM chatbot ကိုတီထောင်နိုင်ခဲ့ပေမဲ့အများပြည်သူထံချမပြနိုင်ခဲ့ပါဘူးသူတို့ဟာအဲ့ဒီ AI က Google ရဲ့ဂုဏ်သတင်းကိုထိခိုက်စေမဲ့
ဥပဒေအကြောင်းအရာအရေးယူခံရနိုင်မဲ့ထူးဆန်းတဲ့စကားလုံးတွေကိုပြောမိမှာကိုစိုးရိမ်ခဲ့ကြတာပါအဓိကအချက်ကတော့ဒါဟာ Google ရဲ့အဓိကဝင်ငွေရရှိနေတဲ့ရှာဖွေရေးကြော်ညာလုပ်ငန်း search advertising business ကိုထိခိုက်မှာစိုးရိမ်ခဲ့ကြလို့ပါပဲနောက်ကြောင်းပြန်လဲကြည့်ရင်တော့ Google ရဲ့အဲ့ဒီလိုနှိကွေးလုံးနဲ့ဆုံးဖြတ်ချက်ကြီးမားတဲ့အမှားကြီးတစ်ခုဖြစ်သွားခဲ့ဘာလို့လဲဆိုတော့သူတို့ဟာ Open AI ကိုသူတို့ရဲ့တီထွင်မှုကိုအသုံးချပြီးအခွင့်ကောင်းယူခွင့်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့လို့ပါပဲအီလီယာဟာဒီ transformer အကြောင်းကိုသူတည်တနာစာတမ်းကိုဖတ်ပြီးတာနဲ့ရင်းရဲ့အလားအလာကိုချက်ချင်းသဘောပေါက်ခဲ့ပါတယ်ရလအနေနဲ့ Open AI ဟာဒီနည်းပညာကိုအလေးနက်စတင်စမ်းသပ်ခဲ့တဲ့ပထမဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်လာခဲ့ပါတော့တယ်အဲ့ဒီကနေကြော်ကြားလာတဲ့ GPT ဆိုတဲ့အတူကောနာမည်ပေါ်ထွက်လာခဲ့တာပါနာမည်အပြည့်စုံကတော့ Generative Pre-trained Transformer ဖြစ်ပါတယ် Transformer ဟာအချက်လက်တွေကိုပုံမှန်များပြားစွာကင်တွယ်နိုင်ပြီးတော့လူသားတွေရဲ့ဘာသာစကားကိုပုံမှန်မြန်ဆန်စွာစီမံခန့်ခွဲနိုင်စွမ်းရှိပါတယ်အရေးကြီးဆုံးကတော့သူဟာဘလို့မေကုန်းကိုမစိုးဖြေနိုင်တာကြောင့်ပို့ပြီးတော့အထွေထွေဉာဏ်ရည်နဲ့နှီးစပ်လာခဲ့တာပါဒါကြောင့် Transformer ရဲ့ကျေးဇူးကြောင့် Open AI ဟာရုပ်တရက်ဆိုလိုအလွန်မြန်ဆန်တဲ့တိုးတက်မှုတွေရရှိလာခဲ့ပါတော့တယ်မင်းအနေနဲ့မေးစရာရှိတာက20ရာစုက AI သုတေသနပညာရှင်တွေကဘာလို့ဒီလိုစနစ်မျိုးကိုမတွေးမိခဲ့ကြတာလဲအဖြေကတော့သူတို့မှာကွန်ပျူတာစွမ်းအား compute power မရှိခဲ့သလို internet လည်းမရှိခဲ့လို့ပါ internet ရဲ့မူလရည်ရွယ်ချက်ကတော့ဒါမဟုတ်ခဲ့ပေမဲ့ internet ဟာ AI အတွက်တော့အကောင်းဆုံးသတင်းသင်တန်းအချက်လက် training data ကြီးဖြစ်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့စာအုပ်တွေစောင်းမတွေအားလုံးဟာ digital စနစ်ဖြစ်သွားခဲ့ပြီးတော့လူသားတွေကအဆုံးမရှိတဲ့အကြောင်းအရာ content တွေကိုဖန်တီးနေကြလို့ပါပဲဒါကြောင့်အခြေခံအားဖြင့်လူသားတွေ online ပေါ်မှာရေးသားခဲ့သမျှအရာအလုံးကိုအခုဆိုရင် AI စနစ်တွေရဲ့အာရုံကြောကွန်ရက်neural network တွေအတွက်အချက်လက်တွေအဖြစ်ကျွေးမွေးနိုင်ခဲ့ပါပြီဒါကိုတစ်တာနဲ့ black box တစ်ခုလိုမျိုးတင်စားခဲ့ကြပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီစနစ်တွေကသူတို့အလုပ်ကိုသူတို့ဘယ်လိုလုပ်ဆောင်နေတယ်လဲဆိုတာကိုငါတို့တွေတည်တည်ချာချာပြည့်ပြည့်စုံစုံမသိရလို့ပါပဲငါတို့ကမေးခွန်းတွေကိုထည့်လိုက်တယ်ပြီးတော့အဖြေတွေကိုပြင်ရတယ်ဒါပါပဲဒါပေမဲ့ဒါတွေအားလုံးဟာအလုပ်တစ်ခုတည်းကိုပဲလုပ်တက်တဲ့အရှင်က AI စနစ်တွေနဲ့မတူဘဲနဲ့ဒီဇက်ကောင်အစ်စ်တွေဟာအလွန်ကျေပြန့်တဲ့အထွေထွေဘူးတူတာတွေကိုတက်မြောက်သွားစေပါတယ်သူတို့ကအင်တာနက်ပေါ်ကစာသားမှန်သမျှကိုတင်ယူထားတာမလို့မင်းကြိုက်တာကိုမေးသူဖြေနိုင်ပါတယ်ဒါပေမဲ့အင်တာနက်ပေါ်ကအချက်လက်တွေကိုဒီလိုမျိုးစီးမဲ့ကမ်းမဲ့ရိုက်ယူတာဟာမူပိုင်ခွင့် copyright ဆိုင်ရာပြဿနာတွေကိုတေချာပေါက်ဖြစ်စေပါတယ်ဒါပေမဲ့ Silicon Valley ရဲ့ဇယိုက်ကတော့အများအားခွင့်ပြုချက်တောင်းမနေပဲနဲ့အမှားလုပ်ပြီးမှတောင်းပန်လိုက်ဆိုတာမျိုးပါပဲဥပန်းရန်အကယ်၍သူတို့ကကုမ္ပဏီတွေစီကိုတွားပြီးတော့မင်းတို့ကိုအချက်လက်တွေကိုရယူခွင့်ပြုပါလို့လိုက်တောင်းနေတေချာပေါက်ကန့်ကွက်မှုတွေမူပိုင်ခွင့်ကြီးတွေဆွေးနွေးမှုတွေနဲ့အချိန်ကုန်နေမှာကိုသိကြပါတယ်ဒါကြောင့် Open AI ကဘသူ့ကိုမှမမေးဘဲနဲ့ဒီအတိုင်းပဲယူသုံးပစ်ခဲ့တာပါပြီးတော့ဒါကအောင်မြင်ခဲ့ပါတယ်သူတို့ဟာ GPT-2 အဆင့်ကိုရောက်ရှိလာတဲ့အခါမှာတော့သူတို့ကိုယ်တိုင်စိုးရိမ်ပူပန်မှုတွေစတင်လာခဲ့ပါတော့တယ်သူတို့တိစောက်နေတဲ့အရာဟာအလွန်အစွမ်းထက်လွန်နေတာကြောင့်အကယ်၍သူတို့သာအစကဂတိပေးခဲ့သလိုမျိုးအရာအလုံးကို open source အဖြစ်ပွင့်လင်းလင်းချပြလိုက်ရင်ဒါဟာမကောင်းတဲ့လူတွေရဲ့လက်ထဲကိုရောက်ရှိသွားတဲ့အခါမှာတော့အလွန်အန္တရာယ်များလိမ့်မယ်လို့စိုးရိမ်ခဲ့ကြတာပါဒါကြောင့် Open AI ကဒီပညာကိုမကောင်းတဲ့နေရာတွေမှာအသုံးချမှာကိုစိုးရိမ်မိတာကြောင့်ကျွန်တော်တို့တွေ GPT-2 စနစ်ကိုအများပြည်သူထံချပြမှာမဟုတ်ပါဘူးလို့ကြေညာခဲ့ပါတယ်ဒါမှတော့သူတို့အတွက်အကြီးမားဆုံးလူထုအောင်ဆိုင်မှုကိုကြီးညာမှုကြီးတစ်ခုဖြစ်သွားခဲ့တာပါဥပမာအဖြစ် World Magazine ကအများပြည်သူထံချပြဖို့အလွန်အန္တရာယ်များလွန်းတဲ့ AI စာသားဖန်တီးမှုစနစ်လို့အမည်ရတဲ့စောင်းပါတစ်စောင်းကိုထုတ်ဝေခဲ့ပါတယ်ဒါအပြင် Open AI ကဒီစနစ်ကိုသင်တန်းပေးဖို့ဘလို့အချက်လက်တွေကိုသုံးခဲ့တယ်လဲဆိုတာကိုလည်းဖုံးကွယ်ထားခဲ့ပါတယ်ဒါကြောင့် Open AI ဟာနောက်ဆုံးမှာတော့သူတို့နာမည်အတိုင်းပွင့်လင်းမြင်သာမှုမရှိကျင်တော့ဘူးဆိုတာရှင်းလင်းလာခဲ့ပါပြီ2017ခုနှစ်မှာ Elon Musk ဟာ Open AI ရဲ့ Driver ဖို့အဖွဲ့ကနေနှုတ်ထွက်ခဲ့ကြောင်းလူထုရှိမှကြေညာခဲ့ပါတယ်အကြောင်းပြချက်ကတော့သူဦးစီးနေတဲ့ Tesla ကုမ္ပဏီကိုလည်းကိုယ်ပိုင် AI စနစ်တွေကိုတိစောက်နေတာကြောင့်မလို့စီးပွားရေးချင်းအကျိုးစီးပွားပြိပခ conflict or interest ဖြစ်မှာဆိုလို့ပါဒါပေမဲ့အမှန်တရားကတော့ဒီထက်မကကွဲပြားလှပါတယ်Elon Musk ဟာ Open AI ကိုသူကိုယ်တိုင်သိမ်းပိုက်ပြီးတော့ CEO လုပ်ချင်ခဲ့တာပါသူက Open AI ကို Tesla ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်စေချင်ခဲ့ပေမဲ့ဘုတ်အဖွဲ့ကညှင်းဆန်ခဲ့တာကြောင့်သူနှုတ်ထွက်ခဲ့တာဖြစ်နိုင်ပါတယ်ဒါကြောင့် Open AI အတွက်ကန်ဆိုးသွားနေပဲ Elon ဟာသူ့ရဲ့အမှုငွေတွေကိုပါယူဆောင်သွားခဲ့လို့ပါပဲသူဟာစုစုပေါင်းဒေါ်လာ1ဘီလီယံကိုပေးဆောင်မှုကတိပြုထားခဲ့ပေမဲ့အဲ့ဒီအချိန်ထိတန်း100အောက်သာပေးခဲ့ရတာဖြစ်ပြီးတော့အခုတော့ကြန့်ရှိတဲ့ပတ်သက်တွေကို Open AI ကရရှိတော့မှာမဟုတ်တော့ပါဘူး
ဒါကြောင့် OpenAI ကိုကြီးမားတဲ့ရန်ပုံငွေပြဿနာနဲ့ရင်ဆိုင်စေခဲ့ပြီးတော့ဝန်ထမ်းတော်တော်များများဟာလည်းကုမ္ပဏီရဲ့အနာဂတ်အတွက်အကြီးကျယ်စိုးရိမ်ခဲ့ကြပါတယ်။အဲ့ဒီနေရာမှာ OpenAI ဟာအလွန်အငင်းပွားစရာကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်။ရန်ပုံငွေတွေပုံမရရှိဖို့နဲ့ယင်းနှိမ့်မြုပ်နှံသူတွေကိုဆွဲဆောင်နိုင်မှုအတွက် OpenAI ဟာအကျိုးမြတ်မြူတဲ့အဖွဲ့အစည်းကနေအမြတ်အစွန်းယူမဲ့စီးပွားရေးလုပ်ငန်းအဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ဒါအပြင်သူတို့ဟာသူတို့ရဲ့နည်းပညာတွေကိုစီးပွားရေးအရာအသုံးပြုဖို့အတွက်မိုဘိုင်းခွင့်လိုင်စင်ပေးသွားမယ်လို့လည်းကြေညာခဲ့ပါသေးတယ်။ဒီနေရာမှာအမြတ်အစွန်းတွေရှာဖွေဖို့နဲ့ကုမ္ပဏီတစ်ခုဖြစ်လာတာဟာသူ့လူလူတော့ဘာမှမမှားပါဘူး။ Sam ကလည်းဒါဟာယင်းနှိမ့်မြုပ်နှံမှုတွေကိုပိုရတဲ့ဖို့အတွက်မဖြစ်မနေလိုအပ်တဲ့အရာပါလို့စင်ကြေပေးခဲ့ပါတယ်။ဒါပေမဲ့လူတော်များများကဒါကိုသူတို့ကုမ္ပဏီစတင်တည်ထောင်ရခြင်းရဲ့မူလရည်ရွယ်ချက်တစ်ခုလုံးကိုတစ္ဆာဖောက်လိုက်တာပဲလို့ခန်းစားရစေပါတယ်။ဒါလည်းမကသေးပါဘူး။ OpenAI ကမကြခင်မှာပဲကမ္ဘာနည်းပညာဘီလူကြီးဖြစ်တဲ့ Microsoft နဲ့ပူးပေါင်းပြီးတော့ Microsoft ကဒေါ်လာ1ဘီလီယံယင်းနှိမ့်မြုပ်နှံဖို့သဘောတူညီခဲ့ပါတယ်။ Microsoft မှာ OpenAI အသေးအတန်လိုအပ်နေတဲ့ကွန်ပျူတာစွမ်းအား computing power တွေအများအများရှိနေခဲ့တာပါ။ဒါကြောင့်လည်းဒီသဘောတူညီချက်ဟာနှစ်ဖက်စလုံးအတွက်အဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့ OpenAI ရဲ့မူလတာဝန်ကနည်းပညာကုမ္ပဏီကြီးတွေရဲ့လွှမ်းမိုးမှုကိုတွန်းလှန်မှုဖြစ်ခဲ့တာပါ။ဒါပေမဲ့အခုတော့သူတို့ဟာကမ္ဘာအင်အားကြီးဆုံးနည်းပညာကုမ္ပဏီကြီးတစ်ခုကိုပို့ပြီးအင်အားကြီးလောက်ကူညီပေးတော့မှာဖြစ်ပါတယ်။ဒါကြောင့်လူတော်များများက OpenAI က AI နည်းပညာကိုလူတိုင်းလက်လှမ်းမီစေရမယ် democratizing AI ဆိုတဲ့သူတို့ရဲ့မူလရည်ရွယ်ချက်ကနေလုံးဝနောက်ဆုတ်သွားခဲ့ပြီလို့ဝေဖန်ခဲ့ကြပါတယ်။ OpenAI ဆိုတဲ့နာမည်ကိုတော့ကမ္ဘာကပိုင်ဆိုင်တဲ့ပွင့်လင်းမြင်သာတဲ့စနစ်ဖြစ်ရမယ်ဆိုပြီးရွေးချယ်ခဲ့တာပါ။ဒါပေမဲ့သူတို့မှတကယ်ပဲအစွမ်းထက်တဲ့ထုတ်ကုန်တစ်ခုရှိနေသလားဆိုတဲ့အခါမှာတော့သူတို့ကပွင့်လင်းမြင်သာမှုမရှိကြတော့ဘဲနဲ့ပို့ပြီးတော့လှုပ်ဝက်တက်လာခဲ့ပါတယ်။အဲဒီလိုမှဟာနောက်ပိုင်းမှာတော့ကုမ္ပဏီကိုတရားစွဲဆိုခဲ့ပြီးတော့သူတို့နာမည်ကို OpenAI ကနေပြီးတော့ Close AI ကိုပြောင်းလဲပစ်ဖို့ဒီတောင်းဆိုခဲ့ပါတယ်။အမြဲဆိုးယူမဲ့ကုမ္ပဏီအဖြစ်ပြောင်းလဲပြီးတဲ့နောက်မှာတော့သူတို့ဟာတရားဝင် CEO တယောက်လိုအပ်လာခဲ့ပြီးတော့ Sam Altman ကပဲအဲ့ဒီယာတူကိုရရှိခဲ့ပါတယ်။ရုတ်တရက်ဆိုလို့ Sam ဟာအာဏာရှိတဲ့နေရာကိုရောက်အောင်သွားတဲ့နေရာမှာအလွန်တော်တယ်ဆိုတဲ့ Paul Graham စကားအင်အားထပ်ပို့ပြီးတော့မှန်ကန်လာခဲ့ပါတော့တယ်။2020ပြည့်နှစ်မှာ OpenAI ဟာအင်တာနက်ပေါ်ကအချက်လက်အမြောင်များကိုတင်နန်းပေးထားတဲ့ GPT-3 ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒါပေမဲ့တကယ်သမိုင်းဝင်အလျက်အပြောင်းတစ်ခုကတော့2020ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှာဖြစ်ခဲ့တာပါ။အဲဒီနေ့မှာတော့ OpenAI ဟာသူတို့ရဲ့ AI chatbot ဖြစ်တဲ့ ChatGPT ကိုအများပြည်သူဆန်တရားဝင်ချပြခဲ့ပါတယ်။အဲဒီအချိန်မှာတော့တာမန်လူထုဟာ OpenAI ဆိုတဲ့နာမည်ကိုကြားတော့မကြားဘူးတော့မလို့ဘာပွဲလန်းသပင်ကြီးညာချက်မှမရှိခဲ့ပါဘူး။ဒါဟာSam က Twitter ပေါ်မှာဒီကနေ့ကျွန်တော်တို့ ChatGPT ကိုမိတ်ဆက်လိုက်ပါပြီ။ဒီ link မှာဝင်ပြီးတော့စကားပြောကြည့်ကြပါဆိုတော့ရုပ်ရှင်နဲ့ပို့လေးတစ်ခုနဲ့စတင်ခဲ့တာပါ။စိတ်ဝင်စားစရာကောင်းတာက OpenAI ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကဒါဟာတာမန်သူတေသနာစမ်းသပ်မှုတစ်ခုမျှသာဖြစ်တယ်လို့ပြောခဲ့ကြတာ။ဒါကြောင့်မျှော်လင့်ချက်တွေဟာအလွန်နှဲပါခဲ့ပါတယ်။ဝန်ထမ်းတွေကပထမအပတ်အတွင်းမှာရင်အသုံးပြုသူ user ဘယ်လောက်ရမလဲဆိုပြီးတော့လောင်းကြီးထပ်ခဲ့ကြရမှာတော့အမြင့်ဆုံးခံမှန်းချက်ကတော့1သိန်းပါပဲ။ဒါပေမဲ့လက်တွေ့မှာတော့သူတို့အားလုံးလုံးဝလွဲချော်ခဲ့ကြပါတယ်။ ChatGPT ဟာအင်တာနက်တစ်ခွင်မှာ virus လို့ပြန့်နှံ့သွားပြီးတော့ကမ္ဘာကြီးရဲ့အာရုံစိုက်မှုကိုချက်ချင်းဖန်ဆားနိုင်ခဲ့ပါတယ်။ရက်သက်တစ်ပတ်အနေငယ်အတွင်းမှာပဲအသုံးပြုသူတန်းတရာကိုအများဆုံးရရှိခဲ့တဲ့ application ဖြစ်လာခဲ့ပါတယ်။နိုင်ရှင်ပြရရင် Facebook ဟာအဲ့ဒီပမာဏကိုရောက်ဖို့4နှစ်ခွဲကြာခဲ့တာပါ။ဒီလိုမမျှော်လင့်ထားတဲ့ကြီးထွားမှုဟာပေချာပေါ OpenAI အတွက်စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကုမ္ပဏီအတွင်းပိုင်းမှာတော့ ChatGPT ကိုဒီလောက်ထိမြန်မြန်ဆန်ဆန်ချပြလိုက်တာကိုမလိုလားတဲ့ဝန်ထမ်းတချို့ချိနေခဲ့ပြီးတော့ဘေကင်းလုံခြုံရေးအဖွဲ့ safety team ကအချို့လူတွေဆိုရင်ဒါကိုချပြတော့မယ်ဆိုတာကိုတော့ကြိုမသိခဲ့ကြပါဘူး။သူတို့ကလူတို့ကဒါကိုမကောင်းတဲ့နေရာတွေမှာဘလို့အလွဲသုံးစားလုပ်မလဲဆိုတာမသိနိုင်ဘူးလို့ငင်းခုန်ခဲ့ကြပါတယ်။ဥပမာအဖြစ်ဟက်ကာတွေကကုတ်တွေအားနည်းချက်ကိုရှာဖို့တုံးတာမျိုးလူတွေကရာဇဝတ်မှုကျူးလွန်ဖို့အကူအညီတောင်းတာမျိုးစတဲ့ထင်ရှားတဲ့အန္တရာယ်တွေရှိနေခဲ့တာပါ။ဒါပေမဲ့တာမန်လူတို့က ChatGPT နဲ့စတင်ထိတွေ့တဲ့အခါမှာတော့ဘာတွေဖြစ်မလဲဆိုတာဘယ်သူမှကြိုတင်မသိနိုင်ပါဘူး။ဒါ့အပြင်အဖွဲ့သားတွေဟာဒီ AI ဟာအချက်လက်အမှားတွေအများကြီးပြောတတ်တယ်ဆိုတာကိုလည်းသိထားကြပါတယ်။ဒါကိုစိတ်ကူးရင်အာရုံမှားခြင်း hallucination လို့ခေါ်ပါတယ်။ဒါပေမဲ့စိုးရိမ်ပူပန်မှုတွေရှိနေရက်နဲ့ပဲ ChatGPT ကိုချပြခဲ့ပြီးတော့လူတို့ရဲ့တုံ့ပြန်မှုကတော့အလွန်အမင်းကောင်းမွန်ခဲ့ပါတယ်။လူတိုင်းဟာအရင်က chatbot တွေကိုစမ်းပူးကြပေမဲ့အဲ့ဒါတွေကအများအားစိတ်ရုပ်ဆန်ဆန်ပဲရှိခဲ့တာပါ။ဒါပေမဲ့ ChatGPT ကတော့အလွန်ဘုသူတများပြီးတော့လူတယောက်နဲ့တကယ်စကားပြောနေရတယ်လို့မျိုးခံစားရစေပါတယ်။ ChatGPT ထွက်ရှိလာပြီးလအနည်းငယ်အတွင်းမှာတယ် Microsoft ဟာဒေါ်လာ10ဘီလီယံထပ်မံရင်းနှီးမြှုပ်နှံခဲ့ပြီးတော့ OpenAI ရဲ့ share ပိုင်ဆိုင်မှုတွေကိုတိုးမြင့်ခဲ့ပါတယ်။
ChatGPT ထွက်ရှိမှုကြောင့် AI ပြိုင်ပွဲဟာလည်းအကြီးအကျယ်အရှိန်မြင့်လာခဲ့ပါတယ်။ယင်းနှမြုံနှံသူတွေဟာ AI project တွေစီပတ်သက်တွေကိုအရင်ကထပ်ပို့ပြီးတော့ပုံအောပေးလာကြပြီးတော့ဤပညာကုမ္ပဏီကြီးအားလုံးဟာလည်းပြိုင်ဆိုင်မှုသူတို့ရဲ့ကိုယ်ပိုင် AI စနစ်တွေကိုပြိုင်ဆိုင်ချပြခဲ့ကြပါတော့တယ်။ဒါပေမဲ့ OpenAI ကတော့ဆက်ပြီးဥဆောင်နေခဲ့ပါတယ်။သူတို့ဟာထုတ်ကုန်အသစ်တွေကိုစက်တိုက်ချပြခဲ့ပြီးတော့အခါ base နဲ့ paid plan တွေနဲ့ကုမ္ပဏီတွေကိုဤပညာတွေပြန်လည်ရောင်းချတာမျိုးလှုပ်ဆောင်ပါပို့ပြီးတော့စီးပွားရေးဆန်လာခဲ့ပါတယ်။ဒါပေမဲ့ OpenAI အတွင်းမှာတော့ထုတ်ကုန်ကိုပဲအာရုံစိုက်ချင်တဲ့သူတွေနဲ့ဘေကင်းလုံခြုံမှုကိုအဓိကထားကျင်သူတွေကြားမှာအကြောင်းကြီးတစ်ခုစတင်ကြီးထွားလာခဲ့ပါတယ်။ OpenAI ထိပ်တန်းအင်ဂျင်နီယာဖြစ်တဲ့ Ilya Sutskever ဟာစိုးရိမ်ပူပန်မှုတွေပိုများလာခဲ့ပြီးတော့ကုမ္ပဏီရဲ့ဘေကင်းလုံခြုံရေးအဖွဲ့နဲ့ပိုပြီးနီးနီးကပ်ကပ်အလုပ်လုပ်လာခဲ့ပါတယ်။အဲ့ဒီနောက်လက်ရှိဝန်ထမ်းဟောင်း9ယောက်ပါဝင်တဲ့အဖွဲ့တွေဟာ OpenAI ဟာဘေကင်းလုံခြုံမှုထက်အမြတ်စွန်းကိုဦးစားပေးနေပါတယ်လို့ဆွဆွဲခဲ့ကြပြီးတော့ OpenAI ဟာဝန်ထမ်းတွေရဲ့စိုးရိမ်ပူပန်မှုတွေကိုနှုတ်ပိတ်ဖို့အတွက်တင်းကျပ်တဲ့သဘောတူညီချက်တွေကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။သူတို့ရဲ့အဓိကဘေကင်းလုံခြုံရေးသုတေသနပညာရှင်တယောက်ကလည်းဒီအကြောင်းရင်းကြောင့်ပဲအလုပ်ကနေနှုတ်ထွက်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ OpenAI ရဲ့ထိပ်တန်း software ရေးဆွဲသူအချို့ဟာလည်းပို့ပြီးတော့ဘေကင်းနဲ့ AI စနစ်တစ်ခုတည်ဆောက်ဖို့အတွက် Anthropic လို့ခေါ်တဲ့ပြိုင်ဘက်ကုမ္ပဏီတစ်ခုကိုတည်ထောင်ဖို့လမ်းခွဲထွက်သွားခဲ့ကြပါတယ်။ဒါပေမဲ့အတွင်းပိုင်းပြည်ပခါတွေက OpenAI ကိုရက်တံမသွားစေခဲ့ပါဘူး။ ChatGPT ကကဘာကြီးကိုလွှမ်းမိုးထားအောင်လည်းမကဘဲနဲ့ဓာတ်ပုံဖန်တီးပေးတဲ့ DALL-E နဲ့ဗီဒီယိုဖန်တီးပေးထားတဲ့ Sora တို့ရဲ့တိုးတက်မှုတွေကလည်းမယုံနိုင်စရာလောက်အောင်စွမ်းထက်ခဲ့ပါတယ်။တကယ်တော့ Sam ရဲ့ AI အပေါ်မျှော်မှန်းချက်ကပိုပြီးတော့ကြီးမားလာခဲ့ပါတယ်။သူဟာလူလူရှိမှာသူတို့တိစောက်နေတဲ့အရာကဆင်းရဲမွေးတိမ်မှုနဲ့ယောဂဗျာတွေကိုပျောက်ကင်းစေမယ်ပြည့်စုံကြွယ်ဝတဲ့ကဘာကြီးတစ်ခုကိုဖန်တီးပေးလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ကဘာခေါင်းဆောင်တွေရဲ့အစည်းအဝေးကြီးတစ်ခုမှာ Sam ကကျွန်တော်ထင်တဲ့ဒါကလူသားမျိုးနွယ်တမိုင်းမှာအကျိုးရှိဆုံးတဲ့ကဘာကြီးကိုအပြောင်းလဲနိုင်လို့ဒီပညာဖြစ်လိမ့်မယ်ပြောခဲ့ပါတယ်။သူကဒါကလွယ်ရင်အခြားဘာအလုံးမှမလုပ်ချင်ဘူးလို့လည်းဆိုခဲ့ပါတယ်။ဒါပေမဲ့စီးပွားရေးတမိုင်းမှာတော့အံ့ဩစရာအကောင်းဆုံးအလှည့်အပြောင်းကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီမိန်ဝန်းတွေကိုပြောကြားပြီးတော့24နာရီတောင်မပြည့်သေးခင်မှာပဲSam Altman ဟာယာရုကနေထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ Sam ဟာ Ilya စီကနေ video call တစ်ခုမှာပါဝင်ပေးဖို့ email ရရှိခဲ့ပါတယ်။ Sam ကဘာအကြောင်းလဲဆိုတာကိုသေချာမသိဘဲနဲ့ဝင်လိုက်တဲ့အခါမှာတော့သူ့ရဲ့သူငယ်ချင်း Graf Broman ကလွှဲရင် OpenAI ရဲ့ဘုတ်ဖွဲ့ဝင်အားလုံးရှိနေတာကိုတွေးလိုက်ရလို့ပါ။အလွန်အံ့ဩသွားခဲ့ပါတယ်။ဘုတ်ဖွဲ့က Sam ကိုယာရုကနေထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်းပြောခဲ့ပါတယ်။ video call ကချက်ချင်းပဲပြီးဆုံးသွားခဲ့ပြီးတော့ Sam ဟာကုမ္ပဏီရဲ့ကွန်ပျူတာစနစ်တွေထဲကနေချက်ချင်းအကောင့်ပိတ်ခံလိုက်ရပါတယ်။ဒါဟာ Sam အပါဝင်လူတိုင်းအတွက်ဘယ်လောက်ထိတုံလို့စရာကောင်းလဲဆိုတာကိုပြောပြဖို့တော့ခက်ခဲပါတယ်။သူဟာကမ္ဘာစိတ်လှုပ်ရှားစရာအကောင်းဆုံးကုမ္ပဏီတစ်ခုရဲ့အသက်သွေးကြောဖြစ်တဲ့မျက်နှာစာကြီးပါ။ဒါပေမဲ့အခုတော့သူဟာကုမ္ပဏီကနေကန်ထုတ်ခံလိုက်ရပါပြီ။ဒါ2023ခုနှစ်ဝင်ဘာလ18ရက်တောက်ကြနေ့မှာဖြစ်ပွားခဲ့တာပါ။ OpenAI ဘို့အဖွဲ့ကပူးတွဲတည်ထောင်သူ Sam Altman ကို CEO ယာရုကနေဖယ်ရှားလိုက်ပြီးဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဘို့အဖွဲ့ရဲ့ကြေညာချက်မှာတော့ Sam ဟာဘို့အဖွဲ့ကိုဘို့အဖွဲ့နဲ့ဆက်သွယ်ပြောဆိုရမှာအမြဲတမ်းပွင့်လင်းရိုးသားမှုမရှိခဲ့ဘူးလို့ဆိုထားတာဖြစ်ပြီးတော့အခြေခံအဖြစ်တော့ Sam ဟာသူတို့ကိုလိန်ညာခဲ့တာကြောင့်သူတို့အနေနဲ့ Sam ကိုမယုံကြည်နိုင်တော့ပါဘူးလို့ဆိုလိုတာပါ။ဘို့အဖွဲ့ကသူတို့အနေနဲ့ Altman ရဲ့ကုမ္ပဏီကိုဆက်လက်ဦးဆောင်နိုင်မဲ့အရေးချင်းပေါ်ယုံကြည်မှုမရှိတော့ပါဘူးလို့ပြောခဲ့ပါတယ်။ဒါတွေအားလုံးဟာအလွန်ဝေဝါးလွန်းတာကြောင့်လူတိုင်းဟာတကယ်ပဲဘာတွေဖြစ်ခဲ့တာလဲဆိုပြီးတော့အမေကွန်ထုတ်ခဲ့ကြပါတယ်။သူ့ကိုယာရုကနေထုတ်ပယ်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ theory အမျိုးမျိုးရှိခဲ့ပါသေးတယ်။ဘုတ်ဖွဲ့ရဲ့အဓိကဆွဆွဲချက်ကတော့ဆန်ဟာသူ့ကိုအလေးအညာတွေပြောတတ်တဲ့အလေးထားရှိတာကြောင့်သူပြောတဲ့စကားတွေကိုပြုံရဘူးဆိုတာပါပဲ။ဥပမာအားဖြင့်ဆန်ကအချို့သောအရာတွေကိုအတွင်းပိုင်းဘေကင်းလုံခြုံရေးအဖွဲ့ကအတီးပြုတ်ပြီးပါပြီလို့ပြောခဲ့ပေမဲ့လက်တွေမှာတော့အတီးမပြုတ်ရသေးပါဘူး။ဒါ့အပြင်ဆမ်ဟာဘို့အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Helen Toner နဲ့စကားများခဲ့ကြတယ်လို့လည်းယူဆကြပါတယ်။ Helen ကသူတို့ရဲ့ပြိုင်ဘက် Anthropic ကုမ္ပဏီဟာ ChatGPT ထက်ပိုပြီးဘေကင်းပါတယ်လို့ရေးသားထားတဲ့စာတမ်းကိုထုတ်ဝေခဲ့လို့ပါပဲ။ဆမ်ကအဲ့ဒီကိစ္စကိုမကျေနပ်တာကြောင့် Helen ကိုဘို့အဖွဲ့ကနေကန်ထုတ်ပြဖို့ကြိုးစားခဲ့ပါတယ်။သူကအခြားဘို့အဖွဲ့ဝင်တွေကိုလူတိုင်းက Helen ကိုထုတ်ပြချင်နေကြတာပါလို့လိုက်ပြောခဲ့ပေမဲ့အမှန်တော့အခြားလူတွေကအဲ့လိုမပြောခဲ့ကြပါဘူး။ဒါကြောင့်ဘို့အဖွဲ့ဝင်တွေကဆမ်ဟာသူတို့အချင်းချင်းကြားမှာကြိုးကင်ပြီးကစားနေကြတာပဲလို့ခံစားနေခဲ့ကြရတာပါ။အခြား theory တစ်ခုကတော့ OpenAI ဘို့အဖွဲ့ဟာဆမ်က OpenAI ရဲ့ပြင်ပကိုယ်ပိုင် Empire project အမျိုးမျိုးကိုလိုက်လံတိဆောက်နေတာကိုစိတ်ပြတ်ခဲ့ကြတာပါပဲ။ဘုတ်ဖွဲ့ကဒါကိုအဓိကအလုပ်ကိုအာယုံမဆိုင်နိုင်မင်းနဲ့အာယုံပြန့်လွင့်စေတယ်လို့ယူဆခဲ့ကြပါတယ်။ဥပမာအဖြစ်ဆမ်ဟာ AI ချစ်ထုတ်လုပ်မဲ့လုပ်ငန်းတစ်ခုအတွက်အရှိအလယ်ပိုင်းဒေတာကနေဒေါ်လာ
ဗီလီယံပေါင်းများစွာကိုရန်ပုံငွေရှာဖို့ကြိုးစားနေခဲ့တာပါဒါပြင်သူဟာလူတွေရဲ့မျက်လုံး iris ကို scan ဖတ်ပြီးတော့ကမ္ဘာပေါ်ကလူတိုင်းကို digital အမှတ်အသားတစ်ခုပေးမဲ့ Worldcoin ခေါ်တဲ့ crypto အခြေခံကွန်ရက်တစ်ခုကိုလည်းစတင်ခဲ့ပါသေးတယ်ဆမ်က AI အကြောင်းလူအများအများအလုပ်ပြုတ်သွားနိုင်အောင်လို့အခြေခံလူနေမှုစည်း Universal Basic Income ကိုလည်းဖြန့်ဝေပေးဖို့နည်းလမ်းတစ်ခုလိုအပ်တယ်လို့ယုံကြည်ခဲ့တာပါဒါပေမဲ့အချို့တွေကတော့ဘုတ်အဖွဲ့ဟာဆမ်က Open AI နည်းပညာတွေကိုသူ့ရဲ့ပြင်ပ project အတွက်အသုံးချမှာကိုစိုးရိမ်ခဲ့ကြတာလို့တွေးကြပါတယ်ဒါပေမဲ့ဘုတ်အဖွဲ့ကဆမ်ကိုဘာလို့ယာရုကနေထုတ်ပစ်ခဲ့တယ်လဲဆိုတာအထင်ရှားဆုံးနဲ့အစိုးရိမ်ရဆုံး theory တစ်ခုရှိပါသေးတယ်အချို့ကတော့ Elias ဆမ်ကိုဘာကြောင့်စန့်ကျင်လိုက်တာလဲဆိုတာသူဟာကုမ္ပဏီအတွင်းပိုင်းမှာစိုးရိမ်စရာကောင်းတဲ့အရာတစ်ခုကိုမြင်တွေ့ခဲ့ရလို့ပါဘယ်လိုယူဆရပါတယ်။ Elia ဟာ Open AI ရဲ့ဘေးကင်းလုံခြုံရေးမှာအဓိကတာဝန်ယူထားရတဲ့သူပါ။ပြီးတော့သူ့ရဲ့ပူးတွဲတီထောင်သူကိုရုတ်တရက်စန့်ကျင်လိုက်တာဟာစိုးရိမ်စရာပါပဲ။ဒါလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ Elia ဘာကိုမြင်ခဲ့တာလဲဆိုပြီးတော့ကောလာဟာလာတစ်ခုတော့ဖြစ်သွားခဲ့ပါတယ်။ဘုတ်အဖွဲ့မှာဘလို့အကြောင်းပြချက်ပဲရှိလက်တွေ့မှာတော့တောက်ကြနေနိုဝင်ဘာလ18ရက်နေ့မှာ Sam ဟာ Open AI ကနေကန်ထုတ်ခံလိုက်ရပြီးတော့ CEO အသစ်ရှာဖွေတော့မယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့စနေနေ့ရောက်တဲ့အခါမှာတော့ဘယ်သူမှမမျှော်လင့်ထားတဲ့အရာတစ်ခုစတင်ဖြစ်ပွားခဲ့ပါတော့တယ်။ Open AI ရဲ့ဝန်ထမ်းတွေဟာဘုတ်အဖွဲ့ကိုစတင်တော်လှန်ကြပါတော့တယ်။ဒါဟာပူးတွဲတီထောင်သူ Greg Brockman က Sam နဲ့အတူတူရက်တည်တဲ့အနေနဲ့ကုမ္ပဏီကနေနှုတ်ထွက်လိုက်တာကနေစတင်ခဲ့တာပါ။ပြည်ရအတွင်းမှာဝန်ထမ်းအမြောက်များဟာ Sam ကိုထောက်ခံကြောင်းရှင်းထွက်လာခဲ့ကြပါတယ်။ဝန်ထမ်းတွေကဘုတ်အဖွဲ့ရဲ့ Sam ကိုထုတ်ပယ်တဲ့ဆုံးဖြတ်ချက်ကိုမကြည်နပ်ကြောင်းနဲ့ဘုတ်အဖွဲ့ကလုံလောက်တဲ့အကြောင်းပြချက်မပေးခဲ့ဘူးဆိုတာစာတစ်စောင်ရေးသားခဲ့ကြပါတယ်အကယ်၍ Sam ကိုယာရုပြန်မပေးရင်သူတို့အားလုံးကုမ္ပဏီကနှုတ်ထွက်ကြမယ်ဆိုတဲ့အတနာခံစာတစ်စောင်ကိုပြုလုပ်ခဲ့ကြပါတယ်ပြီးတော့ကုမ္ပဏီရဲ့ဝန်ထမ်း800နီးပါးတွေကအားလုံးနီးပါးဟာအကယ်၍ Sam နဲ့ Grab ပြန်လာခဲ့ရင်သူတို့ဒီမှာအလုပ်မလုပ်တော့ဘူးဆိုပြီးတော့လက်မှတ်ရေးထိုးခဲ့ကြတာပါလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းဝန်ထမ်းတွေက Open AI ဟာသူ့ရဲ့ဝန်ထမ်းတွေမရှိရင်ဘာမှမဟုတ်ပါဘူးဆိုတဲ့ post တွေကိုအပြိုင်အဆိုင်တင်ခဲ့ကြပြီးတော့ Sam လည်းအဲ့ဒီ post တစ်ခုချင်းဒီကိုအသေးပုံလေးတွေနဲ့လိုက်လံတုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီမှာသတိပြုရမှာကဒီလိုထောက်ခံမှုကတစ္ဆာရှိမှုတစ်ခုတည်းကြောင့်တော့မဟုတ်နိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဒီအာဏာသိမ်းပွဲမဖြစ်ခင်ကလေးမှာ Open AI ကဝန်ထမ်းတွေအတွက် share တွေပြန်လည်ရောင်းချဖို့စီစဉ်ခဲ့တာဖြစ်ပြီးတော့ဒါဝန်ထမ်းတွေအတွက်ပတ်သက်အမြောက်အများရရှိမဲ့အခွင့်အရေးပါ။ဒါပေမဲ့ဒီလိုရုံးရင်းဆန်ခတ်မှုတွေကြောင့်အဲ့ဒီအစီအစဉ်ပျက်စီးသွားနိုင်ပြီးတော့ Open AI ရဲ့ကုမ္ပဏီတန်ဖိုးကိုလည်းအကြီးအကျယ်ထိခိုက်စေမှာဖြစ်ပါတယ်။ဒါကြောင့် Sam ကိုယာရုမှာပဲဆက်ထားတာကဝန်ထမ်းတွေရဲ့ဗန်နာရေးအကျိုးစီးပွားအတွက်အကောင်းဆုံးဖြစ်နေခဲ့တာပါ။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် Open AI ဘုတ်ဖွဲ့ကတော့ဝန်ထမ်းတွေအားလုံးရဲ့တော်လှန်မှုကိုအကြီးအကျယ်ရင်ဆိုင်ခဲ့ရပါပြီ။သူတို့ကဝန်ထမ်းတွေက Sam ပေါ်ဒီလောက်ထိသစ္စာရှိကြလိမ့်မယ်လို့လုံးဝမျှော်လင့်မထားခဲ့ကြပါဘူး။ပြီးတော့ဒီအခြေအနေတွေကိုပဲပို့ဆိုးအောင်လုပ်လိုက်တာကတော့ Microsoft က Sam နဲ့ Grab ကိုသူတို့စီမှာအလုပ်ခံထားမှာဖြစ်ပြီးတော့ Open AI ကနေထွက်ချင်တဲ့ဝန်ထမ်းမှန်သမျှကိုလည်းလစာအပြည့်နဲ့ခေါ်ယူမယ်လို့ကြေညာလိုက်တာပါပဲ။စာပိုင်းမှာတော့ဘုတ်ဖွဲ့ဟာသူတို့ရဲ့အစီအစဉ်အတိုင်း Sam ရဲ့နေရာမှာအစားထိုးဖို့ CEO အသစ်တစ်ယောက်ကိုရှာဖွေပြီးဇွတ်တိုးဖို့ကြိုးစားခဲ့ကြပါသေးတယ်။ဒါပေမဲ့တနင်္လာနေ့မနက်မှာတော့နောက်ဆုံးကြေညာချက်တစ်ခုထွက်ပေါ်လာပါတယ်။ Sam ကိုအစတုန်းကကန်ထုတ်ဖို့ကြိုးစားခဲ့တဲ့ဘုတ်ဖွဲ့ဝင်၄ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ Elia ကိုယ်တိုင်ကစိတ်ပြောင်းသွားခဲ့ပြီးတော့ Sam ကိုယာရုမှာပဲဆက်ထားခြင်းပါတယ်ဆိုတော့အတနာခံစာမှာလက်မှတ်ရေးထိုးလိုက်တာပါပဲ။ Elia က Twitter မှာကျွန်တော်ဘုတ်ဖွဲ့ရဲ့လုပ်ရက်တွေမှာပါဝင်ခဲ့မိတာကိုအလွန်အမင်းနှောင့်တရမိပါတယ်ကျွန်တော် Open AI ကိုအနေနဲ့ပြုဖို့ဘယ်တော့မှရည်ရွယ်ချက်မရှိခဲ့ပါဘူး Omni ပြန်လည်စီလုံးမှုအတွက်ကျွန်တော်တက်နိုင်တဲ့များအားလုံးကိုလှုပ်ဆောင်ပေးသွားပါမယ်လို့ရေးသားခဲ့ပါတယ်သူကတကယ်ပဲအဲ့လိုခံစားခဲ့ရတော့လားဒါမှမဟုတ်အခြားဝန်ထမ်းအားလုံးကစံပန်းမှာရက်တည်နေကြတာကိုမြင်လိုက်ရလို့လားဆိုတာမရှင်းလင်းပါဘူးဒါပေမဲ့ Elia ကစံဘက်ကိုကူးပြောင်းသွားတဲ့အချိန်မှာတော့ကြန့်ရှိနေတဲ့ဘုတ်ဖွဲ့ဝင်တွေကသူတို့စစ်ပွဲမှာရှုံးနိမ့်သွားပြီဆိုတာကိုသဘောပေါက်သွားခဲ့ကြပါတယ်။မင်းကဘရင်ကိုတတ်ဖို့ကြိုးစားရင်လွဲချော်လို့မရဘူးဆိုတဲ့စကားအတိုင်းပါပဲ။ဘုတ်ဖွဲ့ကတော့လွဲချော်သွားခဲ့ပါပြီ။တနင်္လာနေ့ရောက်တော့ Sam ကိုပြန်ခေါ်ဖို့အတွက်ညှိနှိုင်းမှုတွေစတင်ခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုဘုတ်ဖွဲ့မှာဘာအာဏာမှမရှိတော့ဘဲနဲ့ Sam ကအာဏာအရှိဆုံးအခြေအနေကိုရောက်ရှိသွားခဲ့တာပါ။အခြေအနေတွေကပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ။ Sam ကဖဲချက်အားလုံးကိုချုပ်ကင်ထားနိုင်ခဲ့ပါတယ်။အင်္ဂါနေ့မှာတော့သဘောတူညီချက်ရရှိခဲ့ပါတယ်။ Sam ကိုစန့်ကျင်တဲ့ဘုတ်ဖွဲ့တွေကိုယာရုကနေကန်ထုတ်လိုက်ပြီးတော့ဘုတ်ဖွဲ့ဝင်အသစ်ကိုခန့်အပ်ခဲ့ပါတယ်။ Sam က CEO အဖြစ်ပြန်လာခဲ့ပြီးတော့ Greg ကလည်းပြန်လာခဲ့ပါတယ်။ Greg ကကျွန်တော်တို့ပြန်လာပြီလို့ post ခုတင်ခဲ့ပြီးတော့သူတို့ဟာရုံးခန်းမှာကုမ္ပဏီအဆင့်ပါတီပွဲကြီးတစ်ခုကျင်းပခဲ့ကြပါတယ်။ဒါတကယ်ကိုအောင်ပွဲခံပါတီပွဲကြီးပါ။တကယ်ကိုယူသွစရာကောင်းတာကဒါတွေအားလုံးဟာ9ရက်ခရဲနဲ့ဖြစ်ပျက်ခဲ့တာပါ။တောက်ကြနေမှာ Sam ဟာ
ခြုံခိုတိုက်ခိုက်ခံရပြီးတော့ကုမ္ပဏီကနေကန်ထုတ်ခံခဲ့ရပါတယ်။ဒါပေမဲ့အင်္ဂါနေ့မှာတော့သူဟာ CEO အဖြစ်ပြန်လည်ရောက်ရှိလာခဲ့ပြီးတော့ဘုတ်အဖွဲ့ကသူ့ရဲ့ရန်သူတွေအားလုံးပျောက်ကွယ်သွားသလိုကုမ္ပဏီတစ်ခုလုံးကိုလည်းသူ့အပေါ်တစ္ဆာရှိကြောင်းကြီးညာခဲ့ပါတယ်။ဒါတည်းမကသေးပါဘူးဆမ်ဟာဘုတ်အဖွဲ့ဝင်အသစ်တွေကိုရွေးချယ်တဲ့နေရာမှာပါဝင်ရမှာဖြစ်လို့သူဟာအရင်ကထပ်ပို့ပြီးတော့အာဏာကြီးမားလာခဲ့ပါတယ်။ပြီးတော့သူ့ကိုနောက်တစ်ကြိမ်ထပ်ပြီးစင်ခေါ်မဲ့သူရှိလာဖို့ကလည်းမဖြစ်နိုင်တော့ပါဘူး။အီလီယာကတော့ဘိုးအဖွဲ့ကယာရုပေါ်ဆုံးရှုံးခဲ့ပြီးတော့6လအကြာမှာတော့ Open AI ကနေလုံးဝဆွန့်ခွာသွားခဲ့ရပါတော့တယ်။ဒါပေမဲ့ဒီဖြစ်ပျက်တစ်ခုလုံးမှာစိတ်ဝင်စားဖို့ကောင်းတာကဘိုးအဖွဲ့ကဆမ်ကိုယာရုကနေမချခင်တုန်းကဆမ်ဟာလူလူရှိမှာဘိုးအဖွဲ့ကသူ့ကိုလိုအပ်ရင်ယာရုကနေထုတ်ပယ်ခွင့်ရှိရမယ်။ဒါကတရားမျှတမှုရှိတယ်လို့ထပ်ကပြောခဲ့ဘူးတာပါပဲ။ဘိုးအဖွဲ့ကကျွန်တော်ကိုယာရုကနေထုတ်ပယ်နိုင်ပါတယ်။ဒါကအရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်။ဆမ်ဟာအဲ့ဒီစကားကိုအကြိမ်ကြိမ်ပြောခဲ့ပူပါတယ်။ဒါပေမဲ့ဘိုးအဖွဲ့ကသူ့ကိုတကယ်ပဲယာရုကနေထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့သူတို့ထုတ်လို့မရခဲ့ပါဘူး။ဟာဗီဒီယိုနဲ့ဤပညာရဲ့အနာဂတ်အနည်း ChatGPT ရဲ့အတန်စနစ် voice book အသစ်ထွက်ရှိလာတာသိပ္ပံစီကွင်းရုပ်ရှင်တွေစီကိုနောက်ထပ်ခြေတလန်းတိုးလိုက်တယ်လို့ပါပဲအခုဆိုရင် AI နဲ့တကယ်လူသားတယောက်လိုမျိုးတဘာဝကြစကားပြောနိုင်ပါတယ်လူသားတွေကဒါကို2013ခုနှစ်ထဲကထွက်ရှိလာတဲ့လူတယောက်က AI ကိုချစ်မိသွားခဲ့တဲ့အကြောင်းရိုက်ကူးထားတဲ့ဟာဆိုတဲ့ရုပ်ရှင်နဲ့ချက်ချင်းတိုက်ဆိုင်ကြည့်ခဲ့ကြပါတယ်အဲဒီတုန်းကတော့ဒီအယူဆကရေစရာကောင်းတယ်လို့ထင်ရပေမဲ့အခုဆိုရင်ဒါတကယ်ဖြစ်လာနိုင်တယ်ဆိုတာကိုလူတိုင်းသဘောပေါက်နေကြပါတယ်လူတွေက ChatGPT ကိုတကယ်ချင်းအဖြစ်အကူအညီပေးသူအဖြစ်ဒါမှမဟုတ်စိတ်ပညာရှင်တယောက်လိုမျိုးတုံ့ပြုနေကြပါပြီဒါကြောင့်အချို့တွေကဒါကိုသူတို့စိတ်ကြိုက် program သွင်းထားတဲ့သူတို့အလိုရှိတဲ့ဇယိုက်တွေပါတဲ့ချစ်သူကြီးသားတယောက်လိုမျိုးအသုံးပြုလာချမှာကတော့ရှောင်လွှဲလို့မရပါဘူးစိတ်ဝင်စားဖို့ကောင်းတာကဟာဆိုတဲ့ရုပ်ရှင်ဟာအလွန်ကြောက်စရာကောင်းတဲ့ကဘာကြီးအကြောင်းပုံဖော်ထားတာဖြစ်ပေမဲ့ဆမ်ကတော့အဲ့ဒီရုပ်ရှင်ကိုသဘောကျခဲ့ပုံရပါတယ်သူကအဲ့ဒီရုပ်ရှင်ထဲမှာ AI ရဲ့အတန်ဖြစ်ပြုတ်ဆောင်ခဲ့တဲ့မင်းသမီး Scarlett Johansson စီကို ChatGPT ရဲ့အတန်ဖြစ်ပါဝင်ပေးဖို့ကိုယ်တိုင်ကမ်းလှမ်းခဲ့ပူပါတယ်သူမကညှင်းဆန်ခဲ့ပေမဲ့ Open AI ကတော့သူမရဲ့အတန်နဲ့အလွန်ဆင်တူတဲ့အတန်တစ်ခုကိုဖန်တီးပြီးချပြခဲ့တာကြောင့်မင်းသမီးကကုမ္ပဏီကိုတရားစွဲဆိုခဲ့ပါတယ်သူမရဲ့တငယ်ချင်းတွေနဲ့မိသားစုဝင်တွေတော့ဒါဟာသူမရဲ့အတန်ပဲလို့ထင်ခဲ့ကြတာပါဆမ်ကတော့အဲ့ဒီအတန်ဟာမင်းသမီးရဲ့အတန်ပေါ်အခြေခံထားတာမဟုတ်ပါဘူးလို့ညှင်းဆိုခဲ့ပေမဲ့ဒီအတန်စနစ်ထွက်ရှိပြီးတာနဲ့သူက Twitter ပေါ်မှာဟာဆိုတဲ့စကားလုံးတစ်လုံးလေးကိုတင်ခဲ့တာဖြစ်လို့သူ့ရဲ့စင်ကြေကတော့တိတ်ပြီးတော့အရာမထင်ခဲ့ပါဘူးဘလို့ပဲဖြစ်ဖြစ် Open AI ရဲ့ပတ်ဝန်းကျင်မှာအငင်းပွားစရာတွေဘလောက်ပဲရှိသူတို့တိစောက်နေတဲ့အရာကတော့စိတ်လုံရှားစရာလေကောင်းလာပါတယ်အထူးသဖြင့်ဒီပညာကဘလောက်တိမြန်ဆန်တိုးတက်နေတာကိုကြည့်ရင်ပေါ့ပြီးတော့ဒါကြောင့်ပဲ AI ရဲ့အနာဂတ်ကိုခံမှန်းရခက်စီတာပါလွန်ခဲ့တဲ့နှစ်ငယ်တုန်းကတော့ AI ဟာကာယလုပ်အား manual job တွေကိုပဲအရင်ဆုံးအစားထိုးမှဖြစ်ပြီးတော့စာရေးဆရာပကြီးဆရာလိုမျိုးဖန်တီးမှုလုပ်ငန်း creative job တွေကတော့နောက်ဆုံးမှအစားထိုးခံရလိမ့်မယ်လို့ယူဆခဲ့ကြတာပါဘာလို့လဲဆိုတော့စက်တွေကဖန်တီးမှုမလုပ်နိုင်ကြဘူးလို့ထင်ကြလို့ပါဒါပေမဲ့လက်တွေ့မှာတော့ AI ဟာဖန်တီးမှုလုပ်ငန်းတွေကိုပဲအရင်ဆုံးဖျက်ဆီးနေတာဖြစ်ပါတယ်အလားတူပဲလွန်ခဲ့တဲ့နှစ်ငယ်တုန်းကကိုခဲရဲ့ရှာဖွေရေးလုပ်ငန်း search engine လွှမ်းမိုးမှုဘယ်သူမှရှင်းနိုင်မှာမဟုတ်ဘူးလို့ထင်ခဲ့ကြပေမဲ့အခုဆိုရင်လူတော်တော်များများကမေးခွန်းတွေကိုကိုခဲမှမရှာတော့ဘဲနဲ့ ChatGPT မှာပဲမေးမြန်းနေကြပါပြီလက်တွေ့မှာတော့လုပ်ငန်းကွယ်မှန်သမျှဟာ AI ရဲ့တန်ကိုတစ်မျိုးမဟုတ်တစ်မျိုးခံကြရမှာပါလူများစုကထားဖို့အကူအညီပေးမဲ့ကိရိယာတစ်ခုအဖြစ်သုံးကြလိမ့်မယ်ဒါပေမဲ့လူအများကတော့အလုပ်ပြုတ်ပြီးတော့အစားထိုးခံကြရပါလိမ့်မယ်ပြီးတော့ AI ကဘယ်လောက်ထိမြန်ဆန်တိုးတက်နေသလဲဆိုတော့ကိုသိကျင်တော့အကြီးမားဆုံးအလဲပြောင်းကိုပြောပြပေးပါမယ်အခုခင်ဗျားတို့ကြည့်နေတဲ့ဗီဒီယိုတစ်ခုလုံးကိုလည်း AI ကပဲဖန်တီးထားတာဖြစ်ပါတယ်မဟုတ်ပါဘူးဗျာကျွန်တော်နောက်နေတာဒါတွေအားလုံးက AI လုပ်ထားတာမဟုတ်ပါဘူးမှတ်တမ်းအရပြောရရင်တော့ဒီဗီဒီယိုမှာပါဝင်တဲ့စာကြောင်းတန်းကိုဘယ်တော့မှ AI နဲ့မရေးခဲ့ဘူးပါဘူးဒီဗီဒီယိုကိုဖန်တီးဖို့လည်းအချိန်အများကြီးပေးခဲ့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်တည်တနာပြုလုပ်ပြီးတော့ script တွေကိုရေးသားခဲ့ရပါတယ်အတန်သွင်းရပါတယ်ပြီးတော့ကျွန်တော်ဒီဗီဒီယိုကိုကျွန်တော်ကိုယ်တိုင် edit နိုင်ပေါင်းများစွာအချိန်ပေးပြီးလုပ်ခဲ့ရပါတယ်ဒါပေမဲ့လက်တွေ့မှာခင်ဗျားတို့တွေနဲ့ YouTube ပေါ်ကဗီဒီယိုတွေကိုကြည့်လိုက်တဲ့အခါမှာတော့ဒါဟာလူလုပ်ထားတာလား AI လုပ်ထားတာလားဆိုတာကိုသိချခွဲခြားရခက်လာတယ်တကယ်ကိုကြောက်စရာကောင်းတဲ့အချက်ပါပဲအင်တာနက်ပေါ်မှာမြင်တွေ့နေရတဲ့အရာတွေကိုပဲယုံကြည်ဖို့ကအရင်ကတည်းကခက်ခဲတာပါဒါပေမဲ့အခုဆိုရင်လူတွေရဲ့ပုံရိပ်တွေဗီဒီယိုတွေနဲ့အသံတွေကိုသူတို့မပြောခဲ့တဲ့မလုပ်ခဲ့တဲ့အရာတွေဖြစ်ပေါ်လာအောင် AI နဲ့အလွယ်တကူဖန်တီးလာနိုင်ဖြစ်တာကြောင့်နောက်အနာဂတ်မှာသတင်းတွေကိုယုံကြည်ဖို့ပေါ့ခမားပြောနေတဲ့သူကတကယ်ပဲလူသားတယောက်ဟုတ်မဟုတ်ဆိုတာကိုပါယုံကြည်ဖို့ကပါအရင်ကထပ်ပို့ပြီးတော့ခက်ခဲလာတော့မှဖြစ်ပါတယ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းအခုဆိုရင် AI အကောင့်တွေပြည့်နှက်နေပါပြီ
ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာက AI နည်းပညာဟာနာအောင်နာခံမှာ